โอเคမင်္ဂလာပါကျွန်တော်အခုဒီ shipping ကိုရမ်းပြတ်သွားလို့ရှိရင်ဘယ်လိုရိုက်မလဲ how to fix ပေါ့ဆိုတော့အဲ့ခါကြာလို့ရှိရင်ကျွန်တော်ကအလွယ်ကူဆုံးတုပ်ကိုရွေးထားပေးတယ် pitching ကကျွန်တော်တို့ရဲ့ဒီရှင်းတဲ့ခါမှာတန်ခုနှစ်ပြီးရင်ဒုတိယ family အဖြစ်ဆုံးတဲ့အရိုက်အများဆုံးပြဆိုတော့အဲ့အတွက်ကျွန်တော်တို့ကဒီပြတ်သွားပြီဆိုလို့ရှိရင်ထောက်တဲ့နေရာကိုကြည့်မယ် shipping ဘယ်လောက်မှထောက်မလဲဆိုတော့သူ့ရဲ့ character ကတဝက်ထောက်တဝက်လေးဖြစ်တဲ့အတွက်ကျွန်တော်တို့ကမှန်လေးလွှဲအောင်မယ်လွှဲတဲ့အခါမှာကျွန်တော်တို့ကချိန်မယ် narrow stand ယူမယ် ball position mirror ယူမယ်ပြီးရင် choke down လုပ်မယ်ပြီးရင်အရန်ရှင်းတဲ့ theory နောက်ကိုကျွန်တော်လိုက်မယ်ပတ်တာလိုပဲဇုံလွှဲပါမယ်တော့ကင်နာပြီးလွှဲကြည့်မယ်1 2တော့အဲ့ဒါကကျွန်တော်တို့အတွက်အလွယ်ဆုံးဆိုတော့ဘာကြောင့်လဲကျွန်တော်ဘောလုံးပေးလိမ့်တာကကျွန်တော်တို့အတွက်အမှားအနည်းဆုံးပဲဟုတ်လားပေးလိမ့်လေကျွန်တော်တို့အတွက်ကရိုက်ချက်ကိုကျွန်တော်တို့က safe ဖြစ်လေအဲ့ဒါအပြင်ကျွန်တော်တို့မသိမသာကောင်းသွားတဲ့တစ်ချက်ကကိုယ့်ဘာသာကို confidence ပြန်ရဲလာဗျာရဲလာငါဒီလိုရိုက်လို့လည်းရတယ်ဒီလိုလုပ်လို့လည်းရတယ်ဆိုတာကကိုယ့်ရဲ့ဒီရိုက်ချက်ကိုပို့ပြီးတော့ယုံကြည်တာပေါ့ဟလာဘယ်အချိန်မှာထောက်မယ်ဘယ်လိုလိမ့်မလဲဆိုတော့ easy on ရဖို့ကအရေးကြီးရကြဆိုတော့ချစ်ပင်ပြက်လာတဲ့အခါမှာကျွန်တော်တို့ကဒီဆန်းဝက်ချီပဲအားမကူပဲနဲ့ကျွန်တော်တို့ကဒုတ်ကလေးတွေကိုကျွန်တော်တို့ကဒီသူ့ရဲ့ character ကိုနားလည်ပြီးရင်ရေလဲပေါ့လိုက်တင်သုံးလိုက်လို့ရှိရင်ကျွန်တော်တို့ကပို့ပြီးတော့အဆင်ပြေတယ်ခင်ဗျဆိုတော့ချစ်ပင်ပြက်တိုင်းစိတ်မပြက်ပါနဲ့အိမ်ထဲမှာ14ချောင်းတောင်ရှိပါတယ်ဆိုတော့ကိုအဆင်ပြေအောင်လို့လှိမ့်လို့ရတဲ့အချိန်မှာလှိမ့်ပါကျေးဇူးတင်ပါတယ်ခင်ဗျ